လွန်ခဲ့တဲ့နှစ်ပေါင်း90ကကဘာပေါ်ကနေလုံးဝမျိုးတုံးပြောက်ကွယ်သွားခဲ့ပြီလို့အားလုံးကထင်မှတ်ထားခဲ့တဲ့တတဝါတကောင်အခုသူတို့တွေတောတိုင်းထဲကိုတကြော့ပြန်ရောက်ရှိလာခဲ့ပါပြီ။ဒါကတော့မွန်ဂိုလီးယားအရှေ့ပိုင်းကစိမ့်လန်းဆူပြေတဲ့မြခင်ပြင်ကြီးပါဒီနေရာမှာကျဆားခဲ့တဲ့ရှေးဟောင်းမွန်ဂိုလီးယားမြေယမ်းမျိုးနွယ်တွေဟာလွန်ခဲ့တဲ့နှစ်90ကတောတိုင်းထဲမှာလုံးဝမျိုးတုံးသွားခဲ့တာဖြစ်ပါတယ်။ကံကောင်းကျင်တော့လူသားတွေရဲ့စောင့်ရှောက်မှုကြောင့်အနည်းငယ်ပဲအသက်ရှင်ကျန်ရခဲ့တာပါ။နောက်ပိုင်းမှာတော့အဲ့ဒီမွန်ဂိုလီးယားမြေယမ်းဆဲနှစ်ကောင်ကိုမြခင်ပြင်ကြီးထဲပြန်လွတ်ပေးခဲ့ပါတယ်။အန်းစားဖို့ကောင်းတာကဒီနေ့မှာတော့သူတို့ကောင်ရေ300အထိတိုးပွားလာပြီးဒီတော့တိုင်းပတ်ဝန်းကျင်နဲ့အပြည့်အဝလက်ရောညီထွေဖြစ်သွားခဲ့ပါပြီ။ဒီမင်းပေါက်စ်လေးတွေကတော့သူတို့ရဲ့နောက်ထပ်မျိုးဆက်သစ်လေးတွေပေါ့။ဒါပေမဲ့တောတိုင်းထဲမှာရှင်တန်ရတာမလွယ်ကူပါဘူး။ဒီမင်းအုပ်စုတစ်ခုလုံးကိုအသက်ကြီးတဲ့မြင်းထီးတစ်ကောင်ကဥဆောင်ပါတယ်။သူကအုပ်စုကိုကာကွယ်ဖို့အမြဲတမ်းနိုးနိုးကြားကြားရှိနေရတာပါ။ဘာလို့လဲဆိုတော့လေလွတ်နေတဲ့မြင်းထီးပြိုတွေဟာမြင်းမတွေနဲ့မိတ်လိုက်ဖို့အုပ်စုတွေကိုခိုးဝင်လက်ရှိပြီးတခါတလေမြင်းမတွေကိုအုပ်စုတွေကနေမောင်းထုတ်သွားတယ်လို့ပါပဲ။ဒါကြောင့်ခေါင်းဆောင်မြင်းထီးကြီးဟာဒီလေလွတ်မြင်းထီးတွေကိုအမြဲတမ်းလိုက်လံမောင်းထုတ်နေရပါတယ်။လောလောဆယ်မှာတော့သူတို့ရဲ့အနာဂတ်ကစိတ်ချရတဲ့အခြေအနေမှာရှိနေပေမဲ့ရေရှည်မှာဆက်ပြီးရှင်သန်နိုင်မလားဆိုတာကတော့ဒီမြခင်ပြင်ကြီးရဲ့တဘာဝပတ်ဝန်းကျင်ဂေဟစနစ်အပေါ်မှာပဲမူတည်နေပါတော့တယ်။